ဒီစခန်းကုန်းဟောင်းမှာတစ်ချိန်ကဂျပန်စစ်သားတွေစခန်းချခဲ့ကြဘူးလေစစ်ပွဲရှုံးပြီးတဲ့နောက်သူတို့ဟာကိုယ့်အသက်ကိုအဆုံးစီရင်ခဲ့ကြတယ်လို့သိရတယ်ဒါပေမဲ့နှစ်ပေါင်းများစွာကြာပြီးတညမှာအဲ့ဒီနေရာကိုစခန်းချထားတဲ့လက်နက်ကိုင်အပွဲတစ်ဖွဲ့တိုက်ခိုက်ခံရတဲ့အချိန်မမျော်လင့်ပဲမြည်သူမြည်ဝါမသိတဲ့စစ်ကူတပ်ဖွဲ့တစ်ဖွဲ့ကဝင်ပစ်ခတ်လိုက်တယ်လို့အတန်တွေထွက်လာခဲ့တယ်။ဒါဆိုတကယ်တမ်းအဲ့ဒီညကစစ်ကူလာတာဘယ်သူတွေလဲ။ဘယ်နဲ့တရောင်လုံးငပြောပင်တွေစိတ်မြနေပါလျက်နဲ့တနခါတောင်ဖြစ်နေရတာလေဗျ။ရွာနာမည်ကြတော့လက်ပံကွင်းနဲ့ဟိုးကမမိုင်ညွညွတောင်တန်းကြီးကြတော့ပိနေတောင်ချောင်းဆက်ကအိမ်စုကြတော့ညောင်မင်းစိတ်တဲ့။ကဲခမရတို့ရွာသားတွေတစ်ပင်ကိုအတော်စိတ်ဝင်စားဝင်ရတယ်။ဟုတ်မယ်ဆရာကျွန်တော်တို့ရွာကတကြီးဟောင်းနာမည်ကဦးမြရာတဲ့အမေဒါရင်ဘဲကအောင်ပါလဲဟိုကောင်ဘာကြီးနာမည်ကဦးကုတ်ကိုလေအေးဟုတ်သားဟာခုမှသွေးပေါ်လာတယ်ကျွန်တော်ဘွားကြီးတဝမ်းခွဲတယောက်နာမည်ကဒေါ်အင်ချင်းနဲ့ဒါကတော့ပန်းကိုအထိမ့်မဲ့ယူတာဖြစ်နိုင်ပါလေဟုတ်ပါတယ်ဆရာဒါပေမဲ့အင်ချင်းလဲတစ်ပင်ပါပဲလေဟုတ်တယ်ဗျဆရာပြောမှကျွန်တော်သတိထားမိတယ်ကျွန်တော်တို့ရွာမှာတစ်ပင်နာမည်နဲ့လူတွေအတော်များတာပြောရင်သတိရလာတယ်မနစ်ကဆုံးသွားတဲ့ကျွန်တော်ဦးကြီးနာမည်ကဦးကျွန်းရွှေတယ်ဗျဒီနာမည်ကတော့ကြပြားဆန်းနေဗျာဒီလိုတစ်ပင်တွေကိုအစွဲပြုပြီးလူနာမည်ပေးကြတာရှေးလူကြီးတွေဗျဒီနေ့ခေတ်လူငယ်တွေမဟုတ်ကြဘူးကြည့်ပါဦးဗျာကျွန်တော်ရောက်ခမကြီးနာမည်လေဦးဖိုးတဲ့ဟာမင်းဟာကခွဲစိတ်ပြီးသားဖြစ်သွားပြီအပင်စင်းနဲ့မဝင်တော့ဘူးဝိုင်းရည်လိုက်ကြပါတယ်ပြောသူကိုယ်တိုင်ပြုံးပြုံးဖြီးဖြီးဖြစ်သွားရပါတယ်ဒီမှာတစ်ပင်နဲ့သွေးမကင်းသူတယောက်ပေါ်လာပြန်ပါတယ်ကျွန်တော်မှတ်မိနေသေးတယ်ကျွန်တော်အဖေရဲ့အဘိုးဗျာကျွန်တော်နဲ့ဆိုဘာတော်မလဲအဘေးပေါ့ဟုတ်တယ်အဲ့ဒီအဘိုးကြီးနာမည်ကဦးဖိုးတောင်လေဗျဟာဘယ်မှလဲမင်းဥစ္စာတစ်ပင်နာမည်မှမဟုတ်ပဲဦးဖိုးတောင်ဆိုမှပဲကွာတောင်ဆိုမှတော့တစ်ပင်ဘောင်းစုံအကုန်ပါရောပေါ့ရေမောတန်တွေတော်တော်ညံတော့ပါတယ်ငါပြောရဖားဖားကြီးတွေကပင်စုတ်ခတ်ရေမောနေတဲ့အထင်ရပါတယ်ဇက်ပန်ကွင်းရွာနဲ့သုံးဖာလုံးခန့်ဝေးတဲ့တနခါတောင်ပေါ်မှာဖြစ်ပါတယ်ကျွန်တော်နဲ့ဒူဝိုင်းထိုင်နေကြသူများကရွာတွေကလူရွယ်တချို့ဖြစ်ပါတယ်စာပေဝါသနာရှင်တွေဖြစ်ကြပါတယ်ဝိုင်းအလဲမှာရွာတွင်းဖြစ်အဖြူပလင်းလေးကပရင်ရောင်တောက်လျက်တယောက်ကခွက်ငှဲ့ပြီးနေပါတယ်အစင်တိုင်းခွက်လှည့်တောက်ကြရပါတယ်အစင်မကြော်ရမတောက်နိုင်ရင်တော့ဝိုင်းမှာထွက်သွားရက်တလေးရွာတလေးပင်ဖြစ်ပါတယ်အမှန်တော့ကျွန်တော်ဆိုသောရန်ကုန်မှလာတဲ့စာရေးဆရာတယောက်နဲ့ရွာထဲကစာပေဝါသနာရှင်လူငယ်လူရွယ်များတွေ့ဆုံပွဲဖြစ်ပါတယ်မိတ်ဆက်ပွဲလေးဖြစ်ပါတယ်ဒီပွဲမှာအရက်မပါဘူးကျွန်တော်ကအဆိုပြုခဲ့ပါသေးတယ်ဒါပေမဲ့ရာသီဥတုကတိတ်အေးတယ်ဆရာနှွေးထွေးပေါ်ပွားသွားအောင်လို့ပါအစည်းအဝေးကိုဥဆောင်သူကိုလာချမ်းအောင်ကပြောပါတယ်ဟုတ်တော့လဲဟုတ်ပါတယ်ဒီဇင်ဘာဆောင်ချမ်းမြမြကာလရိုးမတောင်ကြီးရဲ့တောင်ဆွဲတောင်နှမောင်းအခက်အမွှာတွေရှက်ဖြားဝင်းပတ်နေတဲ့ဒေသရခိုင်ပြည်နယ်တောင်ပိုင်းအေးဘီဆိုရင်တော့အယိုးကွဲမတက်ရင်တွင်မီးဘူးလေးပေါ်ဆရာလို့လူရွယ်တယောက်ကကြပြားဆန်းဆန်းပြောပါတယ်စင်စစ်သူတို့ရွာကိုကျွန်တော်ကအစီအစဉ်မရှိဘဲရောက်လာခဲ့ခြင်းဖြစ်ပါတယ်လွန်ခဲ့တဲ့ဆောင်းရာသီကနှစ်ပေါင်းများစွာမရောက်ဖြစ်ခဲ့တဲ့ဇာတိမီကိုတန်တလွမ်းမောစိတ်နဲ့ကျွန်တော်ပြန်လာခဲ့ပါတယ်အောင်မင်္ဂလာဂိတ်ကနေကားထွက်တော့မုံလဲ2နာရီလမ်းတွေကလည်းကောင်းအဝေးပြေးကားလမ်းကြီးကလည်းညံ့ညောနေပါတယ်စာအုပ်တို့ကိုဖွင့်ဖက်လျက်လိုက်ပါလာခဲ့ပါတယ်တဖြည်းဖြည်းနဲ့ငိုက်ပြီးလာပါတယ်စာအုပ်ကိုပြန်ထည့်ပြီးနောက်မီမှာခေါင်းတင်လျက်မျက်လုံးအစုံကိုမေးမိတ်ထားလိုက်ပါတယ်ဘယ်ချိန်ကအိပ်ပျော်သွားခဲ့တယ်တော့မသိလို့လာတော့လျှက်စစ်မီးတွေထိန်ထိန်ကြီးနေတဲ့တောင်ပေါ်စခန်းတစ်ခုကိုရောက်နေပါပြီစပယာကကျမ်းမာရေးလို့အော်နေပါတယ်ရန်ကုန်မှာဆိုရင်တော့ကျမ်းမာရေးမှတ်တိုင်ကိုရောက်ပြီလို့နားလည်ရပါမယ်ဒီမှာကတော့တမျိုးခီးသည်တွေအရှိုးရှိုးကားအောက်ကိုဆင်းသွားနေကြပါတယ်ကျွန်တော်ဘေးကုံကလူရွယ်လှုပ်လှုပ်ရွရွနဲ့အောက်ဆင်းဖို့ပြင်ဆင်နေပါတယ်ဘယ်ရောက်နေပြီလဲကျွန်တော်ကမေးလိုက်ပါတယ်ညောင်ကျိုးကိုရောက်နေပါပြီအပေါ်ပါသွားလို့ရတယ်အစာပြေစားလို့တောက်လို့လည်းရပါတယ်ဆင်းမအောင်လားသူကဖြေချားယုံသားမကဖိမှန်တကပြုတ်နေလိုက်ပါသေးတယ်ကားပေါ်မှာနှွေးထွေးပေမဲ့လည်းအောက်ဆင်းလိုက်တဲ့အခါစိတ်ကနေအေးတက်လာပါတယ်ဂျာကင်အင်ကြီးစစ်ကိုဆွဲစိတ်လိုက်ရပါတယ်ဒီခရီးကိုအသွားလာများပုံရတဲ့လူတွေကလာဆရာလို့ဆိုကတောင်အကွေဒေါချုံအကွယ်ကိုခေါ်သွားပါတယ်အဲ့ဒီကတဖန်လမ်းဘေးမှာတောင်ကမ်းမကိုကြောပြီးလျက်စောက်ထားတဲ့ဆိုင်နှန်းကလေးစီကိုဥဆောင်သွားနေပြန်ပါတယ်ဆိုင်တစ်ဆိုင်မှာထိုင်ပြီးကြတဲ့အခါသူကအရက်မှားပါတယ်ဆက်သားကြောအမီးတွေကစပွဲပေါ်မှာတော့အသင့်အရက်ပလင်းလာချတဲ့အခါမှာသူကမေးပါတယ်ဆရာလောက်ပါတယ်နော်ဒီအချိန်ကြီးရောက်မှတော့ကျွန်တော်ကလည်းပေါ့တင်ညိုလှုပ်လိုက်ရပါတော့တယ်ရာသီဥတုကမျက်နှာသာပေးတယ်လေနှစ်ခွက်လောက်ဝင်သွားတော့မှပင်နေသားထိုင်သာရှိလာပါတယ်သွေးလီမှန်လာတယ်အဲ့ဒီအခါမှာပင်ကျွန်တော်အားတကားခံနေတဲ့လူတွေကဆရာဟာစာရေးဆရာမင်းရဲကောင်းတာဟုတ်ပါသလားဖွင့်မေးလာပါတော့တယ်
စောစောကအားနာနေပုံရပါတယ်ကျွန်တော်ကဟုတ်ကြောင်းဝန်ခံလိုက်တဲ့အခါသူကဇပွဲကုံကိုလက်ဝါးနဲ့ခတ်တာတာပုတ်လျက်ကျွန်တော်စိတ်ထဲမြင်မှုပါတယ်လို့ကားပေါ်မှာတလန်းလုံးစဉ်းစားလာတာဆရာခုမှသတိရတယ်ကျွန်တော်မြင်မှုနေတာဆရာတပ်ပုံကူပါခြေရောင်ဂျာနယ်ထဲမှာဆရာဝိထုကိုဖော်ပြတိုင်းဆရာတပ်ပုံပါတယ်လေကျွန်တော်ကခေါင်းညှိပြလိုက်ပါတယ်သူနဲ့ကျွန်တော်မိတ်ဆွေဖြစ်သွားပါတယ်ကားချော့ချော့မယ်လို့ဟွန်းတီးလိုက်တဲ့အခါသူကလမ်းအတွက်လို့ဆိုကအရက်တပလင်းနဲ့ရေတန့်တပလင်းဝဲပါတယ်ကားကရိုးမပေါ်မှာတညလုံးမောင်းရပါအောင်မယ်အခုမှတောင်ပေါ်တက်ဆာရှိပါသေးတယ်အဲ့ဒီညကရိုးမပေါ်မှာပဲသူနဲ့ကျွန်တော်မိဟောင်းဆွေဟောင်းကြီးတွေဖြစ်သွားကြပါတယ်သူ့နာမည်ကကိုလှချမ်းအောင်ပါအဲ့ဒီကိုလှချမ်းအောင်ရဲ့ဖိမှန်တကပြုမှုကြောင့်ကျွန်တော်ကလက်ပံကွင်းရွာကိုလိုက်လာကလက်ပံမင်းတွင်ဇရက်ကျနေခြင်းဖြစ်ပါလေတော့တယ်နေကအနောက်ဘက်တောင်တန်းထိပ်မှာမေးတင်လျက်ရှိပါတယ်ချောင်းရိုးကိုစုံပြီးတိုက်လာတဲ့လေကအဆိုင်ခဲသမျှအေးဆက်နေပါတယ်ကြည်စမ်းဒီလေကိုပင်အမိပေးထားကြပါသေးတယ်ရွှေညောင်မင်းလေးဟူတဲ့တစ်ပင်ကတော့ပါလာရပါသေးတယ်တနခါတောင်ပေါ်မှာငှက်ပြောပင်တွေကြောင့်ပို၍အေးစိမ့်လာနေပါတယ်ရင်တွင်မိဖို့လေးတွေကလည်းထီထီရောက်ရောက်အကာအကွယ်မပေးနိုင်တနခါတောင်အမိတွင်တဲ့ကိစ္စကိုမနှက်ဖြန်မှရွာမှာအသက်ကြီးဆုံးဖြစ်တဲ့တကြီးဟောင်းကြီးဦးမြရာထံမှာသွားမိကြမယ်လို့ကိုလာချမ်းအောင်ကအဆိုပြုပြီးအမောင်တန်းစာမှာတော့တောင်ပေါ်မှာဆင်းခဲ့ကြပါလေတော့တယ်ရွာထဲကိုဝင်လာကြတော့ရွာသားအချို့ကဂုံပြုတ်ကျူးကျူးစကားဆိုပါတယ်ငှက်ပြောတော်မင်းသားတွေပြန်လာကြပြီတဲ့ပါဇက်မှာငုံထားတဲ့ဆေးရွက်ကြီးအဖက်ကိုပြစ်ကနေထွေးချလိုက်ပြီးနှက်ခမ်းကိုလက်ခုံဖြင့်တုပ်ပါတယ်ပြီးတော့မှဦးမြရာကစကားဆပါတယ်ဒီတောင်မှာအစကဘာနာမည်မှမရှိဘူးကွငါပြောပင်စိုက်တာကလည်းနောက်ပိုင်းလွတ်လပ်ရေးရပြီးမှပါတနခါတောင်လို့နာမည်တွင်သွားတာကတော့ဂျပန်ခေတ်ကကွဦးမြရာကအသက်80ကျော်90နီးပါးရှိနေပြီဖြစ်ပေမဲ့လည်းကျမ်းမာရေးကောင်းပါတယ်မျက်စိမှုန်တာကလွဲလို့ဘာအာယုံမှမပြည့်ရင်းသေးဂျပန်တပ်တွေဟာတောင်ကုတ်ဘက်မှာအင်အားတော်တော်များများတက်ဆွဲထားခဲ့တယ်တောင်ကုတ်ကရိုးမတောင်ကျော်လန်းတကားဝါမျိုးမဟုတ်လားကွအဘတို့ရွာဘက်ကတော့တခါမှရောက်လာတတ်တယ်ရောက်လာပြီဆိုရင်လည်းအာလာဝကအရက်မူးတဲ့ဇက်ခင်းတော့တာပေါ့လကွာဇက်တော်တဲ့တွင်အာလာဝကအရက်မမူးပါအရက်မမူးပါပဲလျက်မြတ်စွာဘုရားသခင်ကိုကျမ်းတမ်းခတ်ထန်စွာဟိန်းဟောက်ချင်းချောက်ယုံမြမကလက်နက်မျိုးစုံနဲ့ပြစ်ပေါက်ခဲ့ပေသေးတယ်အရက်သားမူးလိုက်လို့ကတော့ဘလောက်ဆိုးသွမ်းလိုက်လိမ့်မလဲပြောမကုန်အောင်ရှိတော့မယ်ဦးမြရာကသူကြုံတွေ့ခဲ့ရတဲ့ဂျပန်တို့စိုးသွမ်းပုံတရုတ်တကန်ပေါ်လွင်စေရန်အတွက်အာလာဝကကိုအရက်မူးခိုင်းလိုက်ပါတယ်ရက်ဆက်ကြမ်းကြုတ်တဲ့နေရာမှာမီးကုံရမ်းကုံဆိုတဲ့သဘောကိုထင်ရှားစေပါတယ်ပြီးပြင်းလှပါတယ်ကျွန်တော်တို့မမီလိုက်ပေမဲ့လည်းတိမီခံစားခဲ့ရတဲ့သူတွေမြောက်များစွာရှိပါတယ်စာရီပေတွေထဲမှာလည်းဖတ်ရှုခဲ့ရပါတယ်ဖက်စစ်ဝါဒီတို့ကရက်ဆက်မှုအပေါင်းတရဖူစောင်းသူတွေဖြစ်ပါတယ်ဂျပန်ဆိုတဲ့အတန်ကိုကြားတာနဲ့ရွာသူရွာသားတွေနားကြောစိတ်အောင်ကြောက်ကြပါတယ်ထစ်ကနေဆိုပါးရိုက်ရေလောင်းလက်သေးခွာစတဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကိုဖောဖောတီတီကြီးလက်ဆောင်ပေးတတ်ကြတယ်မဟုတ်ပါလားဒီအချိန်မှာဦးမြရာတို့ရဲ့လက်ပံကွင်းရွာကိုလူအနှဲငယ်သာပါလာတဲ့ဂျပန်တပ်ဖွဲ့ငယ်တစ်ဖွဲ့ရောက်လာပါတယ်ဘိုလ်တို့သူကနှက်ခမ်းမွေးရီးရီးနဲ့ပြုံးရောင်ရောင်နှက်ခမ်းအစုံရှိပါတယ်ရွှေကိုင်းမျက်မှန်တက်ထားပါတယ်အသက်30ခန့်သာရှိအောင်မယ်ရီမွန်တန့်ပြန့်တဲ့ဥပဒေရုပ်ရှိသူဖြစ်ပါတယ်အဲ့ဒီအချိန်ကတကြီးကဦးမြရာရဲ့ဖခင်ဦးမြဝါဖြစ်ပါတယ်တကြီးဆိုတော့ဂျပန်တို့နဲ့အဆက်ဆံကကင်းပြည့်၍မရသူတကာရွာသားတွေကဂျပန်နဲ့မတွေ့ကြရင်ရှောင်နေ၍ရပါတယ်တကြီးကတော့ရှောင်၍မရဂျပန်များလာကတဲ့ကတကြီးအိမ်ကိုတန်းတန်းမတ်မတ်တနေ့ရရကိုအကြောင်းပြပြီးရှောင်ထွက်သွားနေလျင်ပူ၍ဆိုးအောင်တော့မယ်အိမ်မော်တက်ပြီးထင်တိုင်းကျဲသွားပြီလိမ့်မယ်လူမှုရေးရာတီးတဲ့နားလည်မှုသူတို့မှာကမရှိစိတ်မထင်လျင်မထင်သလိုလှုပ်တတ်ပါတယ်ဦးမြရာကသူ့အဖေတကြီးလက်ထက်ကအတွေ့အကြုံချုပ်ကိုဇက်ကြောင်းပြန်ပြီးပြောပြနေပါတယ်ဂျပန်တွေတက်လာစားကပေါ့ကွယ်ဂျပန်တပ်ဖွဲ့တစ်ဖွဲ့ရွာကိုရောက်လာတယ်တို့အဖေကအိမ်ရှိမှာဇပွဲကလထိုင်အကြခင်းပြီးအစားအသောက်နဲ့ဧကန်ကြိုးစိုးရတာပေါ့ကွာအဲ့ဒီအချိန်ကဦးမြရာမှာအသက်16နှစ်အရွယ်ဖြစ်ပါတယ်လိုအပ်သမျှကူညီဆောင်ရွက်ပေးနိုင်ရန်အနီးနားမှာရွာထဲမှာလူငယ်များလည်းအတူရှိနေပါတယ်ဂျပန်မာစတာများလာတယ်ဆိုတော့ရွာထဲကလူကြီးသူမများလည်းဝတ္တရားမပြတ်လာရောက်ကြရပါတယ်အဲ့ဒီထဲမှာဦးတောင်ကျော်လည်းပါပါတယ်ရွာမှာအသက်အကြီးဆုံးအဖိုးကြီးဖြစ်ပါတယ်ရွာကကိုးကွယ်တဲ့ကျောင်းနိုင်ဆရာတော်ရဲ့ခမဲတော်လည်းဖြစ်ပါတယ်တရွာလုံးကယူသေးလေးစားဂါရဝထားကြပါတယ်ဦးတောင်ကျော်ဟာခေါင်းကိုအမြဲတမ်းပြောင်နေအောင်ရိတ်ထားလေးရှိပါတယ်အဲ့ဒီနေ့ကစားရင်တောက်ရင်ဝိုင်းထိုင်စကားပြောနေကြစဉ်မှာဂျပန်တယောက်ကအသာထလာပြီးဦးတောင်ကျော်ရဲ့ခေါင်းပြောင်ပြောင်ကိုလက်ဝါးနဲ့3-4ချိန်အုပ်ယူပုတ်သက်ကြည့်ပါတယ်အဲ့ဒီနောက်ဘာစိတ်ကူးနဲ့လှုပ်လိုက်တယ်တော့မသိအဖိုးကြီးရဲ့ခေါင်းကိုဖြန်းကနေလက်ဝါးနဲ့ရိုက်ချလိုက်လီတော့တယ်ဘိုးလုံးတဲ့သူနဲ့တကွဂျပန်အားလုံးကသဘောအကျကြီးကြကတောခနဲ့ရေချလိုက်ကြပါတယ်ဦးမြဝါအပါဝင်လူကြီးများကတော့မျက်နှာတစ်ချက်ပြတ်သွားပြီးမှအင်္ဂရီစေနေကြရပါတယ်ကာယကံရှင်ဦးတောင်ကျော်ကလည်းလူကြီးရှက်တော့ရဲဆိုသလိုရောရောင်ရည်နေလိုက်ရပါတယ်လူငယ်တွေကတော့အန်ကိုက်၍နေကြရပါတယ်
ရင်တွင်ကြိတ်၍တောက်ခေါက်နေကြပါတယ်ဂျပန်တွေဆိုတာအဲ့လိုကောင်တွေကာရဝါတရားကိုလည်းနားမလည်ဘူးဟီဒီအော်ဒဘကလည်းကင်းတော့လူမိတ်စာကောင်တွေလိုပဲဆိုရမှာပေါ့ကွာသူတို့များရွာထဲဝင်လာရင်ကြီးငယ်မဟုဘယ်မိမ့်မှအပြင်မထွက်ရဲဘူးအဲ့ဒါလောက်ဆိုတာဦးမြရာကစကားရက်ကရင်နှွေးချမ်းတစ်ခွက်နှဲ့၍တောက်နေပါတယ်အတန်ကြာတော့မှနောက်ရောက်လာတဲ့တပ်ဖွဲ့ကစစ်ဗိုလ်ကလေးကတော့ရီးမွန်ပါတယ်လူကြီးလဲလူကြီးအလျောက်ရိုသေတတ်တယ်လူငယ်လူရွယ်တွေနဲ့လည်းတင်းတယ်အောင်ပေါင်းသိမ့်တတ်တယ်သူ့တပ်ဖွဲ့ကဒီရွာမှာအခြေစိုက်နေရမှာဆိုတော့မောင်ရင်လေးတို့ပြောတဲ့တောင်ကိုတပ်စခန်းနေရာဖြစ်သူကရွေးလိုက်တယ်အဲ့ဒီမှာဝါကြံငင်းဝါထရန်ကဒဏီမိုးတဲတန်းလျာတစ်ခုကရွာကနေစောက်ပေးရတယ်ကုန်ကြစိမ့်နဲ့စောက်လုပ်ခကိုသူကပေးတယ်တကယ်ဂျပန်ပါပဲအရင်တွေးခဲ့မှုတဲ့အကောင်တွေနဲ့တော့စီနဲ့ရီလောက်ကွာပါပြောရင်းကဦးမြရာကဒစိမ့်စိမ့်တွေးမိလာဟန်နဲ့တငိမ့်ငိမ့်ခေါင်းငိမ့်နေရှာပါတယ်အရင်ကောင်တွေကကြက်တူဘဲတူအလကားပေးရယုံမကဘူးနွားတောင်အတင်းဆွဲယူပြီးတက်စားတာသိပ်ရမ်းတယ်နောက်ရောက်လာတဲ့ဘိုးလေးကဒါတွေဘာမှမလုပ်ဘူးသူ့လူတွေကိုလည်းလှုပ်ခွင့်မပေးဘူးကြက်ဘဲသားငါဟင်းဒီဟင်းရွက်လိုအပ်သမျှကိုပတ်စံပေးဝယ်တယ်ဒီတော့အဘတို့ရွာသူရွာသားတွေဟာသူနဲ့ပလဲနံပါတင့်မြက်နေကြတော့တာပေါ့ကွာအဘတို့လူငယ်တွေဆိုသူတွေနဲ့လည်းညီကိုတွေလိုချစ်ချစ်ခင်ခင်ဖြစ်နေကြပါပြီဒီနေရာအရောက်မှာတော့ဦးမြရာရဲ့မျက်နှာဟာတီသွားပါတယ်ဒီယာကနေတစားတစားညှိုးနွမ်းသွားလေတော့တယ်လေတံကလည်းတိုးတိမ်ဖြော့တော့လာနေပါတယ်ဖက်စစ်ဒေါ်လန်ရေးကာလကိုရောက်လာခဲ့တယ်ຫນွေဥပေါက်တစ်နေ့ဒေါတောင်ပတ်ဝန်းကျင်တစ်ခုမှာမြူတွေဆိုင်ပြီးပြမိုင်းနေတာအဘမြင်ရောက်နေပါသေးတယ်အဲ့ဒီနေ့မှာအဘတို့ကြီးရွာပျောက်ကြားတပ်ဖွဲ့ဟာတပ်မတော်နဲ့လက်တွဲပြီးသူတို့စခန်းကိုဝင်တိုက်ကြတယ်ဒီဂျပန်စစ်ဗိုလ်ဟာဘလောက်ကောင်းကောင်းအဘတို့နဲ့ဘလောက်ခင်ခင်ဒါကတီးခြားလူမှုရေးကိစ္စအဘတို့မှာတိုင်းရေးပြည်ရေးအမျိုးသားရေးကိစ္စမှုမရှောင်လွှဲတာဘူးသူဟာတိုင်းပြည်ရန်သူအမျိုးသားရန်သူဆိုတဲ့အသိစိတ်နဲ့ရွရွချွန်ချွန်သူစခန်းကိုဝင်တိုက်ကြတယ်ဦးမြရာရဲ့မျက်လုံးအစုံဟာဆူဆွတ်လာနေပါတယ်လက်နက်အင်အားရောလူအင်အားပါသူ့ဘက်ကအခြေအနေမလှဘူးဆိုတာစစ်ဗိုလ်တယောက်အနေနဲ့သူကမသိဘဲမနေပါဘူးသူ့ဘက်ကဖြစ်အားလဲတဖြည်းဖြည်းကျလာနေပြီသူ့ကိုလက်နက်ချဖို့အဘတို့လှမ်းអော်ပြောကြတယ်ဒါပေမဲ့သူကလက်မခံဘူးဆက်ပြီးကြီးကုံမီးကုံတိုက်နေတယ်နောက်ဆုံးသူတို့ဘက်ကပြစ်ဒဏ်တိတ်သွားတယ်အဘတို့စခန်းကိုသိမ်းပြီးတော့သူတို့တယောက်မှမရှိကြတော့ဘူးကွယ်အားလုံးကိုပြစ်သက်အဆုံးစီရင်သွားကြတယ်သူကတော့သူ့ဝမ်းပိုက်ကိုသူ့ဓားနဲ့ထိုးခွဲပြီးတက်သေးသွားတယ်သူ့လူမျိုးရဲ့တက်တိနဲ့ဇာတိမန်ကိုပြသွားတာပေါ့ကွယ်ဦးမြရာဟာအဝေးတောင်တန်းစီတို့တွင်းငေးသွားပါတယ်အဝေးမှာမြူဆိုင်မှိုင်းပြနေပါတယ်ဒါနဲ့အဘအဲ့ဒီဂျပန်စစ်ဗိုလ်ရဲ့နာမည်ကိုမသိလိုက်ဘူးလားသူ့နာမည်ကဘာလဲလေအဘဦးမြရာဟာတက်ပြင်းရှည်ကြီးချလျက်ကျွန်တော်ဘက်ကိုလှည့်ကြည့်လိုက်ပါတယ်တိတပေါ်မောင်ရင်ရဲ့သူ့နာမည်ကတာနာကာတဲ့ဦးမြရာကတလုံးချင်းရွတ်ပြပါတယ်အဲ့ဒီတာနာကာဆိုတဲ့ဂျပန်နာမည်ကိုတို့ရွာသားတွေကမြန်မာဆန်ဆန်ခေါ်လိုက်ကြတော့တနခါဖြစ်သွားတော့တာပေါ့ကွာစခန်းချတဲ့တောင်ဟာလည်းတနခါတောင်နာမည်တွင်သွားတော့တာပါပဲဒီတော့မှတနခါတောင်ရဲ့နာမည်ကအဓိပ္ပာယ်ထင်ရှားလာလေတော့တယ်ကဲဆရာသိကျင်တာလည်းသိရပြီထမင်းစားခြင်းလည်းရောက်နေပြီဘာကြီးလဲဗိုက်စာရောပေါ့ကျွန်တော်တို့ပြန်ကြပါစို့ကိုလာချမ်းအောင်ကကျွန်တော်အားလက်တွေ့ပြောပါတယ်ကျွန်တော်ကလည်းထပြန်ဖို့နှုတ်ဆက်ရန်ပြင်လိုက်တဲ့အခါဦးမြရာကအကျော်တွေအညောင်းလိုက်ပေါ်နေတဲ့သူ့လက်နဲ့ကျွန်တော်လက်မောင်းကိုစုပ်ကိုင်းကနေပါအောင်စာရေးဆရာမောင်ရင်လေးထူးခြားစမ်းကြဲတဲ့အဖြစ်မျိုးကိုစိတ်မဝင်စားဘူးလားတနခါတောင်နဲ့ပတ်သက်ပြီးအဘကြုံခဲ့ရတဲ့ထူးထူးခြားခြားအဖြစ်တစ်ခုရှိခဲ့ဘူးတယ်အဲ့ဒါပြောပြမယ်ကျွန်တော်ကရေငတ်တုံးရေကန်နားတွင်ချော်လဲခဲ့ပါလိမ့်ပြီလွတ်လပ်ရေးခေဦးကာလာဖခင်တကြီးကွယ်လွန်သွားပြီဖြစ်လို့ဦးမြရာဟာတကြီးယာရုကိုစက်ခံရပါတယ်အဲ့ဒီတော့ကတကြီးဖြစ်ရတာတက်ပြတ်မှာဘိုးလုံးရတယ်လို့ပါပဲကွာလို့ဦးမြရာကပြောပါတယ်လွတ်လပ်ရေးမရမီကညီညွတ်ခဲ့ကြတဲ့အင်အားစုတွေလွတ်လပ်ရေးအတွက်ရင်ချင်းအပ်လက်ချင်းတွဲခဲ့ကြတဲ့ရဲဘော်ရဲဘက်တွေလွတ်လပ်ရေးလဲရပါလိရောသဘောထားကွဲလွဲကလက်သွဲဖြုတ်ခဲ့ကြပါတော့တယ်ညီညွတ်ရေးပြပြသွားပါတယ်နေချက်ရန်သူကိုတော်လန်တိုက်ပွဲဝင်ခဲ့ကြတဲ့တနက်တွေပြောင်းမှမအေးသေးကိုအချင်းချင်းပြစ်ခတ်တိုက်ခိုက်ကြလေရမှာပြည်သူတွေကမြေစာပင်ဖြစ်ရပြန်ပါတယ်အဲ့ဒီချိန်ကအစိုးရရဲ့အာဏာကမျိုးကြီးပြကြီးများမှသာရှိပါတော့တယ်ခြေလက်ဒေတာအားလုံးလက်နက်ကင်ပုံကန်တဲ့အဖွဲ့အစည်းများလက်အောက်ကိုကြားရောက်နေပါတယ်တောရွာတွေမှာတနေ့အစိုးရ2မျိုး3မျိုးပြောင်းလျက်ရှိပါတယ်နက်နက်ပိုင်းမှာတော့ကွန်မြူနတီကဝင်လာတဲ့ရွာသူရွာသားတွေကိုတနေရာမှာစုဝေးစေပြီးတော့သူတို့ရဲ့ဩဝါဒသဘောတရားတွေကိုလက်သီးလက်မောင်းတန်းပြီးဒေါနဲ့မန်နဲ့ဟောပြောပါတယ်သူတို့ရဲ့ပါတီအုပ်ချုပ်ရေးစည်းမျဉ်းစည်းကမ်းဥပဒေများကိုအတည်ပြုပါတယ်ပြီးရင်ဒေါ်လာရေးရန်ပုံငွေကောက်ခံပါတယ်ဒီငွေကိုပဲအခွန်အခအဖြစ်သူတို့ကသတ်မှတ်ပါတယ်သူတို့ပြန်ထွက်သွားပြီးနိုင်များစွာမကြခင်မှာပဲနေ့လယ်ဘက်မှာပြည်သူရဲဘော်တွေဝင်လာပြန်ပါတယ်ကွန်မြူနစ်တို့ဤအတိုင်းလောက်ကန်ဆောင်ရွက်ပြီးပြန်ထွက်သွားကြပါတယ်ဟော
ညနေဘက်ကျတော့အလန်ဒီများကဝင်လာကြပြန်ပါလေတယ်သူတို့ကလည်းရှေ့ကနောင်တော်များရဲ့လုံနီးလှုပ်စင်အတိုင်းပါပဲပြည်သူတို့ကဘသူအဘခေါ်ရမှန်းမသိတကြီးလို့သူမှလည်းတက်ပြက်မှာဘိုးလို့ရနေသလိုပဲမြို့အခြေအနေကိုလည်းကြည့်အောင်အရှိဘက်မှာရိုးမကနေသွဲဖျားဆင်းလာတဲ့တောင်စင်တောင်တန်းများအနောက်ဘက်မှာကျတော့အပြောကျဲလာသွားတဲ့ပင်လယ်ပြင်တောင်ဘက်မိုင်20ဆိုရင်ကွန်မြူနစ်တို့ရဲ့အခြေခံစခန်းချရာကြောက်ကြီးရွာအဲ့ဒီကဆက်သွားရင်မိုင်80အကွာမှာကွာမြို့ရှိတယ်ကွာမြို့ကပြည်သူရဲဘော်တို့ရဲ့ဗဟိုဌာနချုပ်မြောက်ဘက်မိုင်20ဝန်းကျင်မှာတော့တထေးချောင်းဒေသတစ်ခုလုံးဟာအလန်နီနယ်မြေမိုင်40အကွာတောင်ကုန်းနဲ့မြို့နယ်တစ်ခုလုံးကိုပြည်သူရဲဘော်တို့ကစိုးမိုးထားတယ်အစိုးရကမြို့ပေါ်ကွက်ကွက်ကလေးမှသာရှိတော့တယ်တက်မတော်တပ်ဖွဲ့တောင်နဲ့မြောက်နှစ်စုခွဲပြီးရင်ဆိုင်ထားရပါတယ်နေမီလုံခြုံရေးအတွက်ရဲတပ်ဖွဲ့အဲ့ဒီအချိန်ကတော့ရဲတပ်ဖွဲ့လို့မခေါ်သေးဘူးပေါ့ကွာပလိတ်တပ်ဖွဲ့ပေါ့အင်အားကလည်းနေပါလွန်းလာပါတယ်တို့လက်ပံကွင်းရွာကမြို့နဲ့15မိုင်ဝေးတယ်ဟိုဘရောဒီဘရောပါလက်လန်းမမိတမိဆိုတော့တဘုံအဖွဲ့တွေရွာကိုဝင်လိုက်ထွက်လိုက်လှုပ်လာလွန်းတော့ရဲကကင်းအဖွဲ့လေးတစ်ဖွဲ့ရွာမှာထားပေးထားတယ်အင်အားက9ယောက်ထဲအဖွဲ့ခေါင်းဆောင်ကစာတင်ကြီးဖိုးအေးတဲ့ဖိုးအေးတို့အဖွဲ့လည်းတနခါတောင်မှာပဲစကန်းချကြတယ်ရွာသူရွာသားတွေကတန်းလျားဆောက်ပေးတယ်မြေကရုတ်ချင်းတူးပေးတယ်မြေကရုတ်တန်းလျားဘန်ကာလုတ်ပေးထားတယ်ပေါ့ကွာကိုရဲရွာလုံခြုံရေးအတွက်အားတက်တရောလုတ်ပေးကြတာပါဦးမြရာဟာရည်နွေးချမ်းတငုံငုံလိုက်ပြီးပလုတ်ချင်းပါတယ်အဲ့ဒီနောက်ဆေးရွက်ကြီးတငုံစာကိုလုံထွေးပြီးဗဇက်ထဲပစ်ထဲကအန်သွားနဲ့ကြိတ်ဝါနေပါတယ်အတန်ကြာတော့မှစကားဆက်ပါတယ်တဘုံတွေကမြို့ကူတောင်နေသိမ့်မလို့လို့ညသိမ့်မလို့လို့ဖြစ်နေတဲ့အချိန်တို့ရွာကိုစာတင်ကြီးဖိုးအေးတို့9ယောက်လှုပ်ပေးလိုက်တာအနော်ယထာမင်းကအုတ်တာပကိုးမင်းစီကိုဂျွန်းရန်သူတွေနှိမ်နှင်းမှုစစ်တီ၄သိန်းလွှတ်လိုက်တာနဲ့ပုံခိုင်းပြီးအကြောက်ကြောက်လန့်လန့်ကြားကတို့ရေမောနေခဲ့ကြရသေးတယ်။ဘာပဲဖြစ်ဖြစ်ရွာမှာရဲတပ်ဖွဲ့ရှိတယ်ဆိုတဲ့အဟန့်နဲ့တဘုံတွေအဝင်အထွက်မလုပ်ကြတော့ဘူးပေါ့လေ။နည်းနည်းတော့ခံသာတာပေါ့ကွာ။ဒါပေမဲ့တကူသောညမှာတော့အလန်နီတို့ကအင်အားအလုံးရင်းနဲ့စာတင်ကြီးဖိုးအေးတို့လူ9ယောက်သာရှိတဲ့ရဲကင်းစခန်းလေးကိုအတင်းဝင်၍တိုက်ကြလေတော့တယ်။ကြားနေရတဲ့အတန်များရအလန်နီမန်းဦးမြရာတို့ကသိရပါတယ်။အလန်နီတို့ကစစ်တိုက်ပြီးဆိုရင်တိုက်ရဲတာအလန်နီဟိတိုက်ရဲတာအလန်နီကွတီရဲတာလည်းအလန်နီပဲဟိစသဖြင့်ဟစ်အော်ကြွေးကြော်လေးရှိပါတယ်။အလန်နီတို့ဘက်မှပြစ်ခတ်တန်းတဲ့စစ်ကြွေးတံများကအသေးဦးတုံလှုပ်ပွဲစူညံပွက်လို့ရိုက်နေပါတယ်။စာတင်ကြီးဖိုးအေးတို့ဘက်ကတစ်ချက်ခံပစ်တန်းဂျူကြားညှတာကြားရပါတယ်။အားရပွဲကတော့မရှိ။ဦးမြရာတို့ကသူတို့အတွက်အရန်စိုးရိမ်နေကြပါတယ်။သွားကူရအောင်ကလည်းဘာလက်နဲ့မှမရှိ။တက်ကြီးရွယ်အိုမိမနဲ့ကလေးများအားလုံးပုံကျင်းတွေထဲမှာရောက်ကုန်ကြပြီ။ဦးမြရာတို့ရွာလူကြီးချိုးနဲ့လူငယ်လူရွယ်များကကြီးကွယ်မြက်ကွယ်နေရာများမှာပုံအောင်ပြီးအခြေအနေကိုအကဲခတ်နေကြပါတယ်။ဟေးပလိစုပ်တွေလက်နဲ့ချဟေးဖိုးအေးနင့်ပိုက်ရွှဲကြီးကိုထိုးပေါက်ပြီးဦးကိုအစိမ့်နဲ့တုတ်စားပြစ်မယ်ကွအလန်နီတို့ရဲ့အော်ဟစ်တံများကကြောက်မခန်းလိလိစာတင်ကြီးဖိုးအေးတို့ဂျင်းနဲ့ချက်ထဲရောက်နေကြပါပြီလက်နဲ့ချလင်လဲအလန်နီတို့ကအရှင်ထားမိမဟုတ်ကြီးစံကုန်ဒီအထိခုခံပြီးအဖမ်းခံရလင်လဲတက်ပြစ်ကြမိတာတေလန်းသာရှိတယ်တေဒီအထိခုခံသွားယုံသာရှိပြီအခြားတော့မရှိတော့ဒီအချိန်ဒီမှာစာတင်ကြီးဖိုးအေးတို့ရဲကင်းစခန်းချရာတနခါတောင်ကြီးကနေလက်နဲ့မျိုးစုံပြစ်ခတ်လိုက်တံများကအလန်နီတို့ပြစ်ခတ်နေတဲ့များကိုဖုံးလွှမ်းထွက်ပေါ်လာပါတယ်ရုတ်ချီးပဲအလန်နီတို့ဘက်ကဖြစ်အားကျသွားပါတယ်အလန်နီတို့ကကွင်းဆက်မှာကတင်းရိုးကိုအကာအကွယ်ပြုပြီးခေါင်းမဖော်နိုင်အောင်ဖြစ်နေတာမှအသေးချပါတယ်အစိုးရတပ်ကစစ်ကူရောက်လာခြင်းဖြစ်မယ်လို့ဦးမြရာတို့ကနားလည်လိုက်ပါတယ်စစ်ကူဘက်မှာပြစ်အားမှာကြောက်စရာကောင်းအောင်မြင်ဖြစ်ပါတယ်လူအင်အားရောလက်နက်အင်အားပါပေးဖို့မရရိုင်ဖယ်ဖြစ်တန်များကြားကနေစတင်းတန်ဘရင်းတန်တွေကိုပါကြားရပါတယ်အလန်နီတို့တိုက်ရဲတာတွေမအော်နိုင်တော့တွန်တန်တိတ်သွားရုံနာမကမသေးရဲသဖြင့်ခွေးပြေးဝက်ပြေးစုတ်ခွာထွက်ပြေးကြရပါလေတော့တယ်အာယုံဦးရောင်ဒီတန်းစာပြုတ်ခဲ့ပါပြီအဲ့ဒီအချိန်မှာအဘနဲ့ရွာလူကြီးတွေတာဝန်ရှိတဲ့အတိုင်းရဲကင်းစကန်ရှိရာတနခါတောင်ကိုတွားကြတာပေါ့ကွာဟိုရောက်တော့စာတင်ကြီးဖိုးအေးကိုဘန်ကာရှိမှာကြောင်းတောင်းငေါင်းတောင်းနဲ့ရက်နေတာတွေ့ရတယ်သူ့လူတွေလည်းဟိုနားတယောက်ဒီနားတယောက်တခုခုပျောက်လို့လိုက်ရှာနေကြပုံရပါရဲ့ဒါနဲ့အဘကစာတင်ကြီးကိုနှုတ်ဆက်ရင်းနဲ့လှမ်းပြောလိုက်တယ်စာတင်ကြီးကံကောင်းလို့ပါလားဗျာအချိန်မီစစ်ကူရောက်လာပြီလို့ပါလားမဟုတ်ရင်တော့ကျွန်တော်ဖြင့်မတွေးရလောက်အောင်ပါပဲလို့ဒီတော့စာတင်ကြီးကဘာပြန်ပြောတယ်ထင်လဲဘာဗျစစ်ကူဟုတ်လားဘယ်ကမှစစ်ကူရောက်မလာပါဘူးဗျာဘယ်သူတွေဘလို့ဝင်းစော်သွားမှန်းကိုမသိလိုက်ပါဘူးလူတွေလည်းရှာမတွေ့ဘူးကျုပ်တော့အုံနောက်ကိုခြားခြားလဲနေပြီတဲ့အဘလည်းစာတင်ကြီးဖိုးကြီးကိုတော့ဘာမှပြန်မပြောလိုက်ပါဘူးဒါပေမဲ့အဘရဲ့စိတ်ထဲမှာတွေးနေမိတာကတာနာကားတို့များလားပေါ့ဇလန်းလေးကိုခန်းစားနားဆင်ပြီးပြီလို့ထင်ပါတယ်ခင်ဗျာဆိုတော့ဒီဇလန်းမှာတော့ဒီစာရေးသူကသူရောက်ရှိခဲ့တဲ့ဒေတာတစ်ခုမှာရှိတဲ့ဒီတနခါတောင်ဆိုတဲ့
ဒီတောင်ရဲ့အကြောင်းကိုတောင်တလုံးရဲ့အကြောင်းကိုပေါ့နော်ဒီတမိုင်းကြောင်းကိုပြန်ပြောပြနေရင်မှဒီဖြစ်ရစမ်းကြယ်ဇလန်းလေးကိုပါကျွန်တော်တို့ကနားဆင်လိုက်ရတာဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီဇလန်းလေးနားဆင်ပြီးတဲ့နောက်မှာကျွန်တော်ကဒီဂျပန်လူမျိုးတွေရဲ့ကိုအဆုံးစီရင်တာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားလို့ကျွန်တော်နည်းနည်းလေ့လာကြည့်မိတာပေါ့နော်ဆိုတော့ဂျပန်လူမျိုးတွေမှာကကိုအဆုံးစီရင်နေဆိုတာကသူကအရှုံးကိုသူတို့ကလက်မခံခြင်းလို့နေမဟုတ်ဘူးပေါ့နော်သူတို့ရဲ့ဂုံတိတ်ခါအတွက်ပါအကြောင်းရင်းဇင်းမြစ်တွေရှိတယ်လို့သိရတယ်ပေါ့နော်ဆိုတော့အဲ့ဒီဖြစ်ရက်ကိုသူတို့ကဘယ်လိုခေါ်လဲဆိုတော့ seppuku ဒါမှမဟုတ်လို့ရှိရင်သူတို့က harikiri လုပ်တယ်လို့လည်းခေါ်တယ်ပေါ့နော်သူတို့ရဲ့အဓိကအကြောင်းရင်းတွေလည်းရှိတယ်ပေါ့နော်အကြောင်းရင်းတွေဇင်းမြစ်တွေလည်းရှိသေးရပေါ့နော်အဓိကအကြောင်းရင်းကသူတို့ကဂုံတိတ်ခါကိုကာကွယ်ဖို့အတွက်ပေါ့နော်သူတို့ဂျပန်ရှေ့ခေတ်ကဂျပန်ဆာမူရိုင်းတွေမှာဆိုလို့ရှိရင်ဆာမူရိုင်းစစ်သည်တွေမှာဆိုလို့ရှိရင်သူတို့ကဒီဂုံတိတ်ခါကသူတို့ရဲ့အသက်ထက်ပိုတန်ဖိုးထားတယ်ပေါ့နော်ဂုံတိတ်ခါကိုသူတို့ရဲ့အသက်ထက်ပိုတန်ဖိုးထားတယ်ပေါ့ဒီတိုက်ပွဲရှုံးလို့သူကအရှုံးကိုလက်ခံပြီးတော့အဲ့ဒီအရှုံးနဲ့အသက်ဆက်ရှင်ရတာကိုသူတို့ကအရှက်တရားတစ်ခုနဲ့အသက်ဆက်ရှင်ရတယ်လို့သူတို့ကလက်ခံထားကြတာပေါ့နော်ဒါကြောင့်မလို့သူတို့ကကိုအဆုံးစီရင်ခြင်းကဂုံတိတ်ခါကိုပြန်လဲစေယူခြင်းဖြစ်တယ်လို့သူတို့ကယူဆကြတာပေါ့နော်နောက်ထပ်တစ်ခုကသူတို့ကအဖမ်းမခံချင်တာပေါ့နော်အဖမ်းခံလိုက်လို့ရှိရင်ဒီရန်သူရဲ့ဒီညှဉ်းပန်းနှိပ်စက်မှုရဲ့ပြီးရင်ဒီကိုယ့်စီကနေသတင်းယူမဲ့ဟာတွေကိုသူတို့ကလက်မခံနိုင်ဘူးပေါ့နော်အဲ့လိုအဖမ်းခံရမယ့်အစားသူတို့ကတည်သွားတာကမှပိုကောင်းမယ်ဆိုပြီးတော့ခံယူကြတာပေါ့နော်နောက်ထပ်တစ်ခုက responsibility လို့ခေါ်တဲ့သူတာဝန်ယူမှုပေါ့နော်တာဝန်ယူမှုဆိုတာကိုတာဝန်ယူထားတဲ့လုပ်ငန်းတစ်ခုမအောင်မြင်မဲနဲ့ကြာရှုံးသွားတဲ့အတွက်ကိုအသက်နဲ့ရင်းပြီးတော့ကိုတာဝန်ပြန်ယူတယ်လို့သူတို့ကယူဆကြတယ်ပေါ့နော်နောက်ထပ်တစ်ခုကဒီဂျပန်ဆာမူရိုင်းတွေရဲ့ဒီစီမင်းစည်းကမ်းထဲမှာဘူရှိဒိုစီမင်းစည်းကမ်းဆိုတာလည်းရှိသေးရပေါ့နော်အဲ့ဒီထဲမှာဆိုလို့ရှိရင်တစ္ဆာဂုံတိတ်ခါနဲ့သူတို့ရဲ့မကြောက်ရွံ့ကြောက်ရွံ့မှုမရှိတာတွေကိုသူတို့ပါဝင်တယ်လို့ကျွန်တော်တို့သိရတယ်ပေါ့နော်အချင်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီဂျပန်လူမျိုးတွေကိုအဆုံးစီရင်တယ်ဆိုတာကအရှက်ကိုရှောင်ဖို့ပြီးရင်ဂုံတိတ်ခါကိုကာဝယ်ဖို့နဲ့ကိုတာဝန်ယူမှုကိုပြသဖို့အတွက်ဒီလိုလုပ်တယ်လို့ကျွန်တော်တို့နားလည်ရပါတယ်ခင်ဗျာနောက်ပြီးကျွန်တော်တို့ဒီထေရဝါဒကိုးကွယ်တဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေမှာဆိုလို့ရှိရင်တော့ဒီအသက်ချင်းဆိုတာကသူများအသက်ကိုတတ်တာတွေမဟုတ်ဘူးပေါ့နော်ကိုယ့်အသက်ကိုတတ်တယ်ဆိုတာကလည်းအကုသိုလ်ကံဖြစ်စေတဲ့လုပ်ရက်လို့ပဲကျွန်တော်တို့ကယူဆကြတာပေါ့နော်ဒါကတော့ကျွန်တော်လေ့လာမိတဲ့တော့လေကျွန်တော်ပြန်လဲမျှဝေပေးတာပါခင်ဗျာနောက်ပြီးဒီဇလန်နားဆင်ပြီးတဲ့နောက်မှာကျွန်တော်ကဘာသွားစဉ်းစားမိလဲဆိုတော့ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေမှာကလူတယောက်တည်ဆုံးသွားတယ်ဆိုလို့ရှိရင်အဲ့ဒီလူကဥပမာထားလိုက်ပါတော့အဖွဲ့အစည်းတစ်ခုခုမှာဒီယာတုတစ်ခုနဲ့တာဝန်ယူလုပ်ကင်နေတဲ့လူတယောက်ဆိုလို့ရှိရင်အဲ့ဒီအဖွဲ့အစည်းကဒီတာဝန်ရှိတဲ့ပုဂ္ဂိုလ်တဦးကဒီတည်ဆုံးသွားတဲ့သူအတွက်ပေါ့နော်ဒီအဖွဲ့အစည်းနဲ့မသက်ဆိုင်တော့ပါကြောင်းဆိုတဲ့ပြန်တန်းထုတ်ပေးရတဲ့ဒီဒလေးရှိတယ်ပေါ့နော်ဆိုတော့ဒါမှသာသူကအဲ့လိုပြန်တန်းထုတ်ပေးမှသာပြန်တန်းဖက်ပြပေးမှသာဒီလူကဒီအဖွဲ့အစည်းမှာသူ့တာဝန်မရှိတော့ဘူးသူ့တာဝန်ဝတ္တရားတွေကုံဆုံးပြီဆိုပြီးတော့လွတ်ရကျွတ်ရကိုသူသွားနိုင်မှာပေါ့နော်အဲ့လိုမှသူပြန်တန်းမထုတ်ပေးဘူးမဖက်ပေးဘူးဆိုလို့ရှိရင်ဒီလူကဒီအဖွဲ့အစည်းမှာသူ့တာဝန်ဝတ္တရားတွေရှိနေသေးတယ်ဆိုပြီးတော့ဆွဲလန်းပြီးတော့ဒီလူကတည်ဆုံးသွားတဲ့သူကမကျွတ်မလွတ်ပဲဖြစ်နေတတ်တာမျိုးရှိနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့သူတို့ကဒီလိုပြန်တန်းဖက်ပေးရတယ်ပေါ့နော်ဆိုတော့ဒီဇယ်လန်မှာဆိုလို့ရှိရင်ခုနကကိုအဆုံးစီရင်သွားတဲ့ဒီဂျပန်လူမျိုးတွေမှာဆိုလို့ရှိရင်ဂျပန်ဒီစစ်သားတွေမှာဆိုလို့ရှိရင်ခုနကကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေလိုဒီပြန်တန်းဖက်ပေးမဲ့သူလည်းမရှိဘူးပြီးရင်ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေမှာဆိုရင်တည်ဆုံးသွားတဲ့သူအတွက်ဆိုရည်စူးပြီးတော့ဗောနော်ဒီစွန်းတော့အမျှဝေပေးတယ်တရဏဂုံတင်ပေးတယ်ဒီလိုမျိုးတွေရှိတယ်ဗောနော်ရက်လေစွန်းတုတ်ပေးတယ်ဒီလိုမျိုးတွေရှိတယ်ဗောနော်ဒါပေမဲ့သူတို့စီမှာကခုနကတည်ဆုံးသွားတဲ့ဂျပန်တွေဆိုလို့ရှိရင်အဲ့ဒီခေတ်ကာလအခါကဆိုရင်တော့ဒီသူတို့အတွက်ဒီခုနလိုပြန်တန်းထုတ်ပေးမဲ့သူလည်းမရှိဘူးပြီးရင်စွန်းတော့အမျှပေးဝေပေးမဲ့သူတွေလည်းမရှိတဲ့အတွက်ဒီတည်ဆုံးသွားတဲ့ဂျပန်တွေကမကျွတ်မလွတ်ဖဲနဲ့သူတို့ရဲ့စကန်ကုန်းကိုလက်ရှိချိန်ထိပေါ့နော်သူတို့ရဲ့စကန်ကုန်းကိုလာတိုက်တယ်ထင်ပြီးတော့ပဲသူတို့စကန်ကုန်းကိုယနေ့ချိန်ထိကာကွယ်နေတယ်ဆိုတော့စိတ်နဲ့ပဲမကျွတ်မလွတ်ပဲရှိနေတယ်လို့ပဲကျွန်တော်ကတော့အဲ့လိုမြင်ပါတယ်ခင်ဗျာဒီဇလန်နားဆင်ပြီးတဲ့နောက်မှာလည်းဒီနားဆင်နေတဲ့သူတွေအနေနဲ့ကိုယ့်ရဲ့အမြင်ရောဘယ်လိုရှိလဲပေါ့နော်ဒါလေးတွေကိုလည်းဒီကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာပြန်လဲမျှဝေပြီးသွားကြပါအောင်ခင်ဗျာဆိုတော့အခုလိုပဲကျွန်တော်ရဲ့ channel လေးကဒီနားဆင်သူတွေအတွက်ဗဟုသုတဖြစ်စေနိုင်မဲ့စိတ်ဝင်စားစရာဖြစ်စေမဲ့နောက်ပြီးသင်ခန်းစာရနိုင်မဲ့ဇာတ်လမ်းလေးတွေကိုရှာဖွေပြီးတင်ဆက်ပေးနေတဲ့ channel လေးဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ရဲ့ channel လေးကိုသဘောကျနှစ်သက်တယ်ဆိုရင်လည်း like and subscribe လေးလုပ်ပြီးအားပေးသွားနိုင်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့နောက်ထပ်ဇာတ်လမ်းတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာနားဆင်အားပေးတဲ့အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ